ကြောင်နဲ့ရောက်နေပြီဒီဆိုင်တွေကိုမစားဘူးသေးရင်တော့နောက်နောက်ရောက်သွားမယ်နော်ဘယ်ဆိုင်တွေဖြစ်မလဲဆိုတာကိုပင်နဲ့အတူတူလိုက်ကြည့်ရအောင်အားလုံးမင်္ဂလာပါပင်ပါပထမဆုံးအနေနဲ့ပင်ကငွေကျိုင်းတုံဆိုတဲ့ဆိုင်ကိုရွေးထားရပါတယ်ဒီဆိုင်ကခောက်ဆွဲနဲ့နာမည်အရေးကြီးတဲ့ဆိုင်လေးပါသူရှိမှာကထိုင်းစားစာနဲ့ကျိုင်းတုံစားစာဆိုပြီးတော့ရပါတယ်သူရှိမှာလေရွေးချယ်စရာမီနူတွေအများကြီးပဲရှိတယ်အဲ့ထဲမှာပင်ကစံတိုဘူးအရေးရဲ့ခောက်ဆွဲနဲ့ကတော့ဒါမပါမဖြစ်မို့လို့ခောက်ဆွဲနဲ့ကိုမှအစုံတပွဲမှာခဲ့ပါတယ်ဒါရှမ်းခောက်ဆွဲနဲ့ကွိတွေကိုလည်းအရတာအောင်ပေါ့နော်ဘလို့နေလဲဆိုတာကိုသိချင်လာမို့လို့မှာခဲ့ပါတယ်ဒီဆိုင်မှာနာမည်အရင်ကြီးရဲ့ရိုးရရွှေရင်အေးလည်းမှာခဲ့ပါတယ်စံတိုဘူးအရေးရလေတော်တော်စားကောင်းတဲ့ထဲမှာပါတယ်မဆက်ထဲကိုဝင်လိုက်တာနဲ့လေပျော်ပြီးတော့ဆင်းသွားတာပဲအဆက်လေးပါအောင်မို့လို့လေအရေးလေးရောနောက်ပြီးတော့စံတိုဘူးရဲ့အစိမ့်ရတော့ပေါင်းလိုက်တဲ့အချိန်မှာလေတော်တော်စားကောင်းတဲ့ထဲမှာပါတယ်ဒီဆိုင်မှာရောအရသာဘလို့ရှိလဲဆိုတာကိုသိချင်တာမို့လို့ကွိတီကိုအချိုးမှာစားခဲ့ပါတယ်ဒါပင်ကြိုက်တဲ့အရသာထဲမှာပါအောင်မို့လို့စားကောင်းခဲ့ပါတယ်ရှမ်းခောက်ဆွဲကတော့တခြားဆိုင်တွေမှာစားသလိုပဲအရသာတူပါပဲနောက်ဆုံးအဓိကစားခြင်းနဲ့မီနူလေးရောက်လာပါပြီအဲ့ဒါကတော့ခောက်ဆွဲနဲ့ပဲဖြစ်ပါတယ်ပင်ကဒါအစုံလေးမှာခဲ့ပါတယ်တပွဲစားတာနဲ့တော်တော်ဖိတ်ဖို့မှတင်ရပဲကျုပ်ကြောင်ရောကျုပ်တွေရောတီးလေးလို့ထင်တာပေါ့နော်စားလိုက်လို့ရှိရင်လုံးဝမှအင်းစိတ်နာပဲအရသာလည်းတော်တော်ကောင်းတဲ့ထဲမှာပါတယ်နောက်တစ်ခါကျရင်လေခောက်ဆွဲနဲ့ပတ်သက်တဲ့တခြားမီနူတွေလည်းစားကြည့်အောင်မယ်ဒီယူရရှင်အဲ့လေတော်တော်တောက်လို့ကောင်းတယ်အဲ့ဒါကြောင့်မို့လို့လေဒီဆိုင်မှာအယောင်ရဆုံးဖြစ်တာလားမသိဘူးမိနစ်10နာရီဆိုလို့ရှိရင်ထိုင်းစားစာတွေစရပြီတနာရီခွဲဆိုရင်ခောက်ဆွဲနဲ့ရပြီညနေ3နာရီဆိုရင်အစုံစရပါပြီထိုင်းလိပ်စာကတော့တာမွေမျိုးနဲ့ကြက်ကွက်တစ်လမ်းမကြီးဓမ္မဝိဟာရလမ်းနဲ့ဓမ္မစိတလမ်းထောက်မှာရှိပါတယ်ကဲနောက်တစ်ဆိုင်ကိုတက်ကြည့်အောင်စားကောင်းလေးများစားနေရရင်ပင်ပြောက်အရန်ဟိုမှာလက်ဆက်တက်ကြနေသူလေးပါကဲနောက်တစ်ဆိုင်ရပါပြီအဲ့ဒီဆိုင်ကတော့အနီဘုတ်လက်ညင်းရေစင်မွေးငါဆိုင်လေးပဲဖြစ်ပါတယ်ပင်တပင်နိုင်မွန်ဟင်းကားနဲ့မိုးသမင်းတုပ်စားခဲ့ပါတယ်တပင်နိုင်မွန်ဟင်းကားကလေအဆက်ကြိုက်တဲ့စုတော်တော်ကြိုက်မဲ့ထဲမှာပါတယ်အရေးထဲမှာကအဆက်အရသာအကုန်ပါပြီးသားတခြားအဆက်တွေထက်ထက်စရာအောင်မလို့ပြောအုပ်ဘတ်တွေဆိုလို့ရှိရင်လေလုံးဝအကြီးပဲရှယ်ပဲမုတ်ဖက်ကလည်းလက်ညှိမို့လို့မုတ်ဖက်သားတော်တော်ကောင်းတယ်မိုးသမင်းတုပ်ကလည်းလေသမင်းအနေနဲ့တုပ်တောင်မို့လို့အရသာလေးကလည်းစားလို့ကောင်းတယ်ဆိုင်ကလေလက်မလဲဘူးရောင်းရတယ်ပါစေလာဝဲတဲ့လူတွေရောဖူဘနာလူတွေရောအများကြီးပဲလာပြီးတော့ဝယ်ကြတယ်ညစာစားဖို့အတွက်ပက်ကတ်သွားယူမှာမို့လို့ဖူဘနာ application ကနေပြီးတော့ကြိုပြီးတော့မှာခဲ့ပါတယ်မှာပြီးဆိုတော့ဆက်ပြီးတော့စားလိုက်အောင်မယ်အဲ့ဒီမိုးသမင်းတုပ်နဲ့လေတွဲပြီးတော့တင်မွေးငါဟင်းရည်လေးလည်းချပေးပါတယ်သူကတော့အချိုမို့လို့လေတောက်လို့ကောင်းတဲ့ထဲမှာပါတယ်ပင်ကတော့နောက်တစ်ခေါက်ကြားလို့ရှိရင်ဒီစီမွေးငါထပ်ပြီးတော့စားပါအောင်မယ်အနီပုတ်ဆန်လိမ့်စာကတော့တိုင်းအမတ်ကိုဂါနီလာလန်ကြောက်မြောင်းတောင်ဝင်မျိုးနယ်မှာရှိပါတယ်ပက်ကတ်ယူမဲ့အချိန်လေးကလည်းနေပြီဆိုတော့နောက်တစ်ဆိုင်ကိုတက်ကြမယ်နောက်ဆုံးတစ်ဆိုင်ကတော့ ဆိုချစ်ကန်ဆိုင်လေးပဲဖြစ်ပါတယ်ဆိုင်ခွဲ9ဆိုင်တောင်ရှိတယ်ပင်တော့ဝယ်တဲ့ဆိုင်ကကြတော့ကြောက်မြောင်းဆိုင်ခွဲဖြစ်တဲ့အမတ်14ကြောက်ကွက်တစ်လန်ပတိညွရက်ကွက်တောင်ဝင်မျိုးနယ်ရဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်ကလေကြက်ကြော်ဆိုင်နေတဲ့မှာဟာလာဆိုင်လေးပါကြက်ကြော်ဆိုရင်လေသူ့ရဲ့ဆော့က6မျိုးတောင်ရှိတယ်ပင်ကယ်ဆိုလို့ရှိရင်လေ3မျိုးတောင်ရှိတယ်ပင်ကဘုံအင်ကိုဆွီဆွိုင်းဂါလီနဲ့တော့ပူဂီရဲ့ကိုရီးယန်ဆွိုင်းမရီနိတ်အကဲဂင်ချီရဲ့ပူလာရဲ့မှာခဲ့ပါတယ်ဘုံလက်ကိုမှာ hot spicy ထပ်ပြီးတော့မှာခဲ့ပါတယ်သူရတာကလေ28 spicy လို့ကြိုက်တဲ့သူတွေဆိုလို့ရှိရင်အရန်ကြိုက်မဲ့အရသာမျိုးပဲပင်အခုပြောရတဲ့ဆိုင်တွေကဖူဘနာ application ကလည်းမှာလို့ရတယ်လို့ကြောင်မျိုးနဲ့ရောက်ရင်လည်းခါကြီးတဲ့ဆိုင်ထဲမှာပါပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ကြည့်ကြမယ်နော်တတ